will better be going ပြန်ဖို့အချိန်တင့်ပြီပြန်ဖို့အချိန်တန်ပြီ I will better be going ပြန်ဖို့အချိန်တန်ပြီ if I were you ငါသာနေနေမှာဆိုရင် if I were you ငါသာနေနေမှာဆိုရင် if I were you ငါသာနေနေမှာဆိုရင်ဒါကတော့သူ့နေရာမှာသာငါဆိုရင်ဆိုတဲ့စကားလုံးပုံစံမျိုးနဲ့ပေါ့နော်ကိုစားပြောလိုက်တာပဲဖြစ်တယ်နောက်တစ်ခါကျတော့if you don't mind စိတ်မရှိဘူးဆိုရင်ပေါ့နော် if you don't mind စိတ်မရှိဘူးဆိုရင်ကြည့်ရအပန်းမကြည့်ဘူးဆိုရင်အဲ့လိုမျိုးပြောတယ်အဲ့လိုမျိုးဘာသာပြန်လို့ရတယ် if you don't mind ကြည့်ရအပန်းမကြည့်ဘူးဆိုရင်စိတ်မရှိဘူးဆိုရင်အဲ့လိုမျိုးဘာသာပြန်လို့ရတယ်နောက်တစ်ခါကျတော့ if I has told you once ပြောခဲ့ပေါင်းလဲများပြီ if I has told you once ပြောခဲ့ပေါင်းလဲများပြီအချိန်တရားမှာကလည်းပြောခဲ့ပြီးပြီဒါလည်းအမှန်မရှိဘူးအဲ့လိုပုံစံမျိုးနဲ့ပြောချင်တယ်ဆိုလို့ရှိရင် if I has told you once ပြောခဲ့ပေါင်းလဲများပြီအဲ့လိုမျိုးပြောလို့ရပါတယ်နောက်တစ်ခုကကျတော့ I'm cold အေးစစ်စစ်ပါပဲ I'm cold အေးစစ်စစ်ပါပဲအားလုံး okay တယ်ပေါ့နော် I'm cold အေးစစ်စစ်ပါပဲအဲ့လိုမျိုးပြောလို့ရတယ် I'm having quite a time ပြောရှင်တော့ကာလအကျက်အသေးကာလပေါ့နော် I'm having quite a time ပြောရှင်တော့ကာလအကျက်အသေးကာလ I'm having quite a time ပြောရှင်တော့ကာလအကျက်အသေးကာလအဲ့လိုမျိုးပြောလို့ရတယ်နောက်တစ်ခါကျတော့ I'm all ear ငါနားထောင်နေပါတယ် I'm all ear ငါနားထောင်နေပါတယ်နောက်တစ်ခါကျတော့ I'm not kidding ငါနောက်နေရမဟုတ်ဘူး I'm not kidding ငါနောက်နေရမဟုတ်ဘူး I'm not kidding ငါနောက်နေရမဟုတ်ဘူးငါတကယ်ပြောနေတာ I'm not kidding ငါနောက်နေတာမဟုတ်ဘူးငါတကယ်ပြောနေတာ I'm feeling okay ငါအဆင်ပြေပါတယ် I'm feeling okay ငါအဆင်ပြေပါတယ်ဒီအဆင်ပြေပါတယ်ကိုမှနောက်တစ်မျိုးပြောချင်တယ်ဆိုလို့ရှိရင် I'm doing okay အဆင်ပြေပါတယ် I'm doing okay ငါအဆင်ပြေပါတယ်အဲ့လိုမျိုးလည်းပြောလို့ရတယ်ပေါ့နော်နောက်တစ်ခါကျတော့အပျော်ကြီးပြောတယ် I'm having the times of my life အပျော်ကြီးပြောတယ် I'm just getting by စားရုံလောက်ပဲစားလောက်ရုံပဲပေါ့နော်စားလောက်ရုံပဲ I'm just getting by စားလောက်ရုံပဲကိုမှရှိတာဖူလုံးကိုအတွက်ဖူလုံးရှိရုံလောက်ပဲပေါ့နော် I'm just getting by စားလောက်ရုံမျှပဲအဲ့လိုမျိုးပြောလို့ရတယ်နောက်တစ်ခါကျတော့ I'm off ငါပြန်တော့မယ်တို့ပြန်တော့မယ်ဟေးတက်တာကိုဆွဲပုံစံမျိုးနဲ့ပေါ့နော် I'm off တို့ပြန်တော့မယ်ဟေးအားလုံးပဲတက်တာပါ I'm off တို့ပြန်တော့မယ်ဟေးအားလုံးပဲတက်တာပါအဲ့လိုမျိုးပြောလို့ရတယ်နောက်တစ်ခါကျတော့သူနဲ့အတူလိုက်ပြီးတော့မလုပ်ပေးနိုင်တဲ့ပုံစံလိုမျိုးအဲ့လိုမျိုးသူနဲ့မလိုက်ပေးနိုင်တဲ့အတွက်သူနဲ့အတူမလုပ်ပေးနိုင်တဲ့အတွက်အားနာပါတယ် sorry ပါလို့ပြောချင်တယ်ဆိုလို့ရှိရင် I'm afraid not မင်းနဲ့အတူလိုက်ပြီးတော့မလုပ်ပေးနိုင်တဲ့အတွက်တောင်းပန်ပါတယ်ပြောရမှာအားနာပါတယ်ပေါ့နော် I'm afraid not အဲ့လိုမျိုးပြောလို့ရတယ်တော့ကကျတော့ I feel with you ငါမင်းကိုစိတ်ကုန်တယ် I'm feel with you ငါမင်းကိုစိတ်ကုန်တယ် I'm feel with you ငါမင်းကိုစိတ်ကုန်တယ်ဒါကတော့ကိုသုံးချင်တဲ့နေရာမှာသုံးပေါ့နော် feel with you စိတ်ကုန်တယ်ဘယ်ရောက်နေနေစိတ်ကုန်ရင်ဆိုလို့ရှိရင်ဒီလိုမျိုးပြောလို့ရတယ်အဲ့တော့နောက်တစ်ခုကကျတော့ I'm with you ငါမင်းကိုတဘောတူတယ် I'm with you ငါမင်းကိုတဘောတူတယ် I'm with you ငါမင်းကိုတဘောတူတယ်အဲ့လိုမျိုးလေးတွေပြောလို့ရတယ် okay ဒါဆိုလို့ရှိရင်ဒီနေ့မှာတော့ဒီလောက်ပါပဲအဲ့ဒီနေ့ share လုပ်ပေးသွားတာက I နဲ့စားတဲ့စကားလုံးလေးတွေကို shortcut ကလေးတွေကို share လုပ်ပေးသွားတာဖြစ်တယ်ပြလေးသိချင်တဲ့စကားလုံးတွေထပ်ရှိရဆိုလို့ရှိရင်လည်းအနည်း comment မှာရေးတော့ပေးလို့ရပါတယ်အနည်းနောက်ပြီးတော့ကြောက်လို့ရှိရင်ဒီစားတဲ့စကားလုံးလေးတွေဥမာစီနဲ့စားတဲ့စကားလုံးလေးတွေသိချင်နေဆိုလို့ရှိရင်လည်းစီနဲ့စားတဲ့စကားလုံးလေးတွေသိချင်ပါတယ်ဆိုတော့စီလို့ရေးခဲ့ပေးလို့ရတယ်ပေါ့နော်အနည်းနောက်ပြီးတော့ကြောက်လို့ရှိရင်စီနဲ့စားတဲ့စကားလုံးလေးတွေကို share လုပ်ပေးသွားမယ်အဲ့လိုမျိုးဒါဥပမာပေးပြီးပြတာပေါ့နော်အခု I နဲ့စားတဲ့စကားလုံးလေးတွေကို share လုပ်ပေးသွားတာဖြစ်တယ်ပေါ့နော်ဒီလို I နဲ့စားတဲ့ဒီစကားလုံးလေးတွေကိုနောက်ထပ်ပြီးတော့သိချင်နေတယ်ဆိုလို့ရှိရင်လည်း comment မှာရေးခဲ့ပေးလို့ရတယ်ဟန်နီရဲ့နောက်ပြီးတော့မှာ I နဲ့စားတဲ့စကားလုံးတွေကိုဟန်နီထပ်ပြီးတော့ share လုပ်ပေးသွားမယ်ပေါ့နော်အားလုံးပဲတက်တာပါဟန်နီရဲ့နောက်ပြီးတော့မှာပြည့်စုံသေးကြမယ်